ဥလာသိမ့်ဗိမာန်မှာတဲ့ဆောင်းမွဲဖြေပြီးတော့ဥလာသိမ့်ဗိမာန်ပြိုကျတဲ့ပါသွားတဲ့ယဟန်တန်ဃာတွေကအဲ့ဒီတက္ကမကြီးလောက်ဘာသာရေးမလုပ်လို့လားဖះမရှိခိုးလို့လားတဲ့နော်ဒီငလျင်ပေးမှာပဲဖြစ်သွားတဲ့ဖြစ်ပျက်လေးတစ်ခုကို online ပေါ်မှာရေးတင်ထားလို့ဖတ်လိုက်ရတယ်နေပြည်တော်ဘက်မှာထင်ပါတယ်တက္ကမကြီးကအိမ်မှာတယောက်တည်းကြံနေခဲ့တယ်သားတွေသမီးတွေကနေ့လယ်ပိုင်းဆိုတော့ခလေးចောင်းပို့တာတို့ယုံသွားတာတို့သွားကြတော့အိမ်မှာသူတယောက်တည်းကြံနေခဲ့တယ်ပေါ့ကြံနေခဲ့တော့ဦးဇင်းတို့28ရက်နေ့မြင်ငင်းလောက်တာကနေ့လယ်ပိုင်းချိန်ပေါ့အဲ့ဒီအချိန်မှာသူအိမ်ထဲမှာနေနေတဲ့အချိန်မှာအိမ်အပြင်ကနေအလူခံပါပြိုးဆိုပြီးတော့អော်တဲ့အတန်ကြားလို့ပတ်စံ1000တန်လေးကိုထုတ်ပြီးတော့အလူခံသွားထိုင်မယ်ဆိုပြီးတော့အပြင်ကိုအိမ်ရှိကိုထွက်တာပေါ့အိမ်တကားပေါက်ဝါကိုထွက်ပြီးမှအလူခံကိုမတွေ့တော့သူကအိမ်ချမ်းနဲ့အပြင်ကိုထပ်ထွက်ပြီးတော့ဘယ်ညာကြည့်တယ်ပေါ့မရှိဘူးအဲ့ဒီချိန်မှာပဲမြင်ငင်းလှုပ်တော့သူအိမ်နဲ့ပြန်ဝင်ပြတော့အပြင်မှာပဲမြင်ငင်းကျမ်းပြီးနောက်ဆုံးအိမ်ပြူသွားတယ်ပေါ့နော်အိမ်ပြူသွားတော့မြင်ငင်းတွေကတိုင်းပြည်ပြည်အားလုံးလှုပ်တာဆိုတော့မြို့ထဲသွားနေတဲ့သူသားသမီးတွေကလည်းအိမ်မှာအမေကြီးတယောက်တည်းကြံနေခဲ့တာမြင်ငင်းတွေလှုပ်နေတာအမေတို့ဒုက္ခပဲဆိုပြီးတော့ပြန်လာကြတော့အိမ်ကြီးပြိုးနေတာကိုသားတွေသမီးတွေကတွေးကြတယ်ပေါ့တွေးတော့အမေတို့တည်ပြီလို့သူတို့တွက်လိုက်တော့တာပေါ့တကယ်တော့အမေကြီးကအိမ်ထဲမှာမရှိတာဟိုးအိမ်ရှိပနာကတစ်ပင်အောက်မှာအမေကြီးကပြီးတော့ဒီဒကမာကြီးရဲ့သူ့ရဲ့ history ပေါ့နော်နောက်ကျောင်း background ကိုကြည့်တဲ့နေရာမှာလည်းပဲဒကမာကြီးကဘာသာရေးတော်တော်လုပ်တယ်ကုသိုလ်တရားတွေအမှန်တမ်းလုပ်တယ်ဖျားရှိခိုးတယ်အဲ့လိုသိရတော့ဒီကုသိုလ်တွေကြောင့်တမ္မာတွေကနတ်မျက်နှာကောင်းတွေကဒါစောင်းရှောက်ပြီးတော့ကယ်လိုက်တယ်လို့အဲ့လိုကောက်ချက်ချပြီးတော့ရေးထားတာကိုတွေ့ရတယ်ဒါလည်းဖြစ်နိုင်ပါတယ်ဖြစ်နိုင်ကြီးတော်တော်လေးများပါတယ်เนาะဘာကြောင့်လဲဆိုတော့ဦးဇင်းတို့နာဂစ်ဖြစ်တုန်းကလည်းဒီလိုအတွေ့အကြုံလေးတွေတွေ့ကြရတဲ့လူတွေရှိတယ်ဒီလိုကြုံရတဲ့လူတွေရှိတယ်ဒါကိုတချို့ပုံကိုယ်တွေကဟိုနှိုင်းရှင်ပြီးတော့ပြန်ပြောထားတာလေးတွေ့ရတယ်ဘာလဲဆိုတော့ဥလာသိမ့်ဗိမာန်မှာတဲ့ဆောင်းမွဲဖြေပြီးတော့ဥလာသိမ့်ဗိမာန်ပြိုကျတဲ့ပါသွားတဲ့ယဟန်တန်ဃာတွေကအဲ့ဒီတက္ကမကြီးလောက်ဘာသာရေးမလုပ်လို့လားဖះမရှိခိုးလို့လားတဲ့နော်ဒီစကားကိုပြောတဲ့လူဒီလိုနှိုင်းရှင်ဝေဖန်တဲ့ပုဂ္ဂိုလ်ကတော့သူ့ရဲ့အသိဉာဏ်လေးဟာဦးဇင်းတို့ဒီပဇွန်နေရဲ့အုံနောက်လောက်ပဲရှိတယ်လို့ဦးဇင်းထင်ပါတယ်ဘာကြောင့်လဲဆိုတော့တိတ်ပြီးတော့ဉာဏ်ရည်မမီဘူးပေါ့ brain level ကဟိုအောက်ကိုရောက်နေနော် mind နဲ့ဘက်ကိုတော့ရောက်တယ်ပြောရမယ်နောက်တစ်ခုကဘာသာကြားလည်းဖြစ်နိုင်တယ်ဗုဒ္ဓဘာသာဖြစ်မယ်ဆိုရင်တော့မှအမိကန်ဗုဒ္ဓဘာသာပဲဖြစ်မှာပါ။ဘာကြောင့်လဲဆိုတော့ဦးဇင်းတို့တခါတလေကံတွေကတယောက်နဲ့တယောက်မတူဘူး။ဒီအရာကြုံငိမ့်တန်ပြီဆိုလို့ရှိရင်ဒေပြောရရင်တေးချိန်တန်ပြီဆိုရင်ဖះရှင်တော်မှကယ်လို့မရဘူး။မြတ်စွာဘုရားတို့မြည်ဒီကံကိုပယ်ယူထုံးစံမရှိဘူး။ကယ်လို့လည်းမရဘူး။ဘာကြောင့်လဲဆိုတော့အထင်ရှားဆုံးတာရကဦးဇင်းတို့ပြောရမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့ဆွေတော်မျိုးတော်တွေကိုဝိတုပတတ်ဖို့ကြံရွယ်တာဒါကိုဘုရားရှင်သိတော့သူ့ရဲ့ဆွေမျိုးတွေပျက်စီးမှာဆိုလို့ဘုရားရှင်ကိုတော်မြတ်ကြီးတားခဲ့ဘူးတယ်တစ်ခါနှစ်ခါသုံးခါနောက်ဆုံးတားလို့မရတဲ့အဆုံးလှုပ်ပေးလိုက်တယ်ဘာကြောင့်လဲသူတို့ကတစ်ချိန်လုံးကအဆုလိုက်အပြုံလိုက်တစ်ဖက်သားကိုတတ်ခဲ့ဘူးတဲ့အတွက်ကြောင့်သူတို့ဒီချိန်မှာအဆုလိုက်အပြုံလိုက်ပြန်သေးမယ်ဆိုတဲ့ကံတရားကြီးရှိနေတာဒါကိုမြတ်စွာဘုရားကသိတယ်အဲ့အတွက်ကြောင့်မြတ်စွာဘုရားကကဲတော်မမူတော့ဘူးဒီကံကိုမြတ်စွာဘုရားတို့တားလို့မရတော့ဘူးဒါကောင်းတဲ့ကံပဲဖြစ်မကောင်းတဲ့ကံပဲဖြစ်ဖြစ်ပေါ့နော်ကောင်းတဲ့ကံဆိုလို့ရှိရင်လည်းပဲဥမာဦးဇင်းတို့ယဟန်လောင်းဆုံးမတဲ့အခါမှာမိယာ၄ပါးပေါ့မိယာ၄ပါးကဘာတွေလဲဆိုတော့စွမ်းတင်ငန်းအကြောင်းစီးပေါ့ယဟန်နေစွမ်းခံပြီးတော့စုံဖုံပေးရမယ်တပိတ်ပိုက်ပြီးတော့စွမ်းခံကြွရမယ်နော်ချွင်းချက်အနေနဲ့ကံကိုမြတ်စွာဘုရားတို့မပယ်ဘူးဆိုတဲ့ဟာလေးပေါ်အောင်ပြောရရင်အတိရိကလာဖို့ရှေးဘုံရှေးကံရှိမယ်ဆိုလို့ရှိရင်တဲ့ဒကာဒကမတွေပင့်ဖိတ်ပြီးတော့လှူတဲ့စွမ်းကိုဖုံးပေးကောင်းတယ်စွမ်းကမကြောက်ပဲနဲ့
စားလို့ရတယ်ဖုံးပြီးလို့ရတယ်ပေါ့နော်ဒီနေရာမှာမြတ်စွာဘုရားကံကိုပယ်ခဲ့တယ်ကံကိုတားမြစ်နိုင်တယ်ဆိုလို့ရှိရင်ဆုံးကံပဲကြွဆုံးကံရှိတဲ့ဓမ္မရှိတယ်မသွားနဲ့လို့မြတ်စွာဘုရားပြောမှာပေါ့မဟုတ်ဘူးဒီလိုမဟုတ်ဘူးရှေးဘုံရှေးကံရှိခဲ့မယ်ဆိုလို့ရှိရင်နော်ကံနော်ရှေးဘုံရှေးကံနော်ဒါရှိခဲ့မယ်ဆိုလို့ရှိရင်ဖုံးပြီးလို့ရတယ်လို့မြတ်စွာဘုရားဒီလိုခွင့်ပြုတော်မူခဲ့တယ်။ကျောင်းဆိုလည်းဒီလိုပဲပေါ့ဆေးဆိုလည်းဒီလိုပဲပေါ့အဲ့တော့ဒီမှာလည်းပဲဦးဇင်းတို့ဥလာသိမ့်ဗိမာန်မှာပြူကြပဲတဲ့မှာပါသွားတဲ့ယဟန်တန်ဃာတွေဟာလည်းပဲဟိုဖះရှင်ရဲ့တရားတော်နဲ့ပြိဿသုံးဘုရားတရားနဲ့ကြည့်မယ်ဆိုလို့ရှိရင်အကြောင်းမရှိဘဲနဲ့ဘယ်တော့မှအကျိုးဖြေရုံထုံးစံမရှိဘူးတလောကလုံးဟာအကြောင်းအကျိုးနဲ့ဆက်ဆက်နေတဲ့အတွက်ကြောင့်ဒီဘဝမှာဒါဖြစ်သွားတာဖះတရားမလုပ်လို့မဟုတ်ဘူးအဲ့ဒီဒကမာကြီးထက်ကုသိုလ်ရတဲ့အလုပ်တွေအဲ့ဒီမစိုးရင်အကြောင်းကဥစဉ်တွေမန္တလေးကဥစဉ်တွေပြန်တော်မူသွားတဲ့ထဲပါတဲ့ဥစဉ်တွေမပါတဲ့ခြေပြက်လက်ပြက်ဥစဉ်တွေလောက်ကြပါတယ်သို့ပေမဲ့ရှေးအတိတ်ကံတစ်ခုကကံတွေပါလာလိမ့်မယ်အဲ့ဒီကံတွေကြောင့်ဆိုရင်ရောတကယ်ဗုဒ္ဓဘာသာထက်ထက်ဝင်လေ့လာတော့တဲ့ပုဂ္ဂိုလ်ဆိုရင်ဒီလောက်တော့တွေးတတ်ရလိမ့်မယ်ခုနကနိုင်ရှင်ပြောတဲ့ပုဂ္ဂိုလ်ကတော့ခလေးအသိဉာဏ်လောက်နဲ့ဝေဖန်တာပြောဆိုတာလို့ဦးစင်းအနေနဲ့ကပြောစင်ပါတယ်